တော့အများကြီးမလိုပါဘူးဒီလောက် makeup ပပလေးလိမ့်တယ်လည်းအဆင်ပြေပါတယ်ဒီ makeup လို့မှာသုံးသွားတဲ့ပစ္စည်းကလည်း၅မျိုးပဲရှိရမို့ចောင်းသူတွေရုံးဝင်တဲ့နေအတွက်ရည်ရွယ်ထားတဲ့ဗီဒီယိုလေးပါ makeup လိမ့်မယ်ဆိုရင်တော့ foundation ကမရှိမဖြစ်အဆင်ပေါ့နော် Hadia ရဲ့ Juicy Fruit Skin Tonic Lightweight ဖြစ်တယ် medium coverage ရှာပြီးတော့ sun protection SPF 30နဲ့ PA+ နှလုံးပါတယ်တွေ့တဲ့အတိုင်းပဲသူ့ရဲ့ finish က skin texture လည်းမပြောက်စေဘဲနဲ့ coverage ကောင်းကောင်းပေးတယ်ပါနီတော့ကတော့တစ်ခါဝယ်ထားရင်တစ်လုံးသုံးလို့ရတဲ့ jelly pot လေးကိုရွေးချယ်ထားတယ်တနေ့ကုန်ခန္ဓာရဲ့အယောင်ဆွဲတာရဲ့ဈေးနှုန်းသက်သာရတဲ့အကြောင်းတော်တော်ရွေးချယ်တဲ့နေထဲမှာပါတယ်တနေ့ကုန်ရုံးတက်မယ်ကြောင်းတက်မယ်ဆိုရင်တော့ပေါင်ကအဆင်ရတော့မရှိမဖြစ်လို့တယ်ညွှန်ပေးစရာမလိုလောက်အောင်ရန်ကောင်းတဲ့ Hadia ရဲ့ Juicy Fruit ဒီခေတ်ထဲမှာအသက်ရှင်မယ်ဆိုရင် EQ ဆဲတက်မှာအဆင်ပြေအလွယ်ကူဆုံးဖြစ်ဖို့ခုန blush ကိုအညိုမဆွဲခင်အောက်မျက်အိတ်တိုင်းအပေါ်ကိုပင့်ပြီးတော့ဖော်ထားပေးမယ်ပြီးတော့မှ Skinny Pro မျက်ခုံးမွေးဆဲရလေးနဲ့အသားရလေးဆွဲလိုက်လို့ရှိရင်အရန်လွယ်တဲ့ EQ ဆဲလေးရပါပြီဒီ look လေးအတွက်ကမျက်တောင်ပပလေးကော့ပင်ရပါပြီ Hadia ရဲ့ Double Scope Mascara လေးသုံးပါတယ်အဲ့ဒီအတွက်ခုနကသုံးခဲ့တဲ့ကိုယ့်ရဲ့နှာခမ်း line အတိုင်းပုံဖော်ပေးရမယ်ပြီးရင်တော့ခုနပါးလေးတစ်ဖြစ်သုံးခဲ့တဲ့ jelly pot ကိုနှာခမ်းနေနေရာမှာစိုးပါတယ်နောက်ဆုံးစိတ်နေနဲ့ Hadia ကနောက်ဆုံးထွက်ခဲ့တဲ့ choco liner လေးကိုကိုယ့်ရဲ့မျက်လုံးရှိတ်အတိုင်းဝင်းသေးသေးလေးထုတ်ပြီးဆွဲပါမယ်သူကအညူအောင်ဆိုတော့မျက်နှာလုံးဝမရင်မဲနဲ့မှဲ့လေးတက်တဲ့နေရာမှာလည်းသုံးလို့ရပပကြည်ကြီးလေးတောက်ဆိုထားတဲ့လူတွေအတွက် makeup tutorial လေးပါအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်